အားလုံးပဲမင်္ဂလာပါခင်ဗျဒါလေးကတော့ Redmi Note 5ဖုန်းလေးဖြစ်ပါတယ်ခင်ဗျ Redmi Note 5ဆိုတဲ့ဖုန်းမျိုးကကျွန်တော်တို့ဖုန်းစက်ရုံတွေကစစအဦးဆုံးထုတ်ပေးလိုက်တဲ့အချိန်က464အမြင့်ဆုံးထားပြီးတော့ထုတ်ပေးလိုက်တာအခုဒီကျွန်တော်လက်ထဲမှာမြင်နေရတဲ့ Note 5ဖုန်းလေးอ่ะဆိုလို့ရှိရင်သူက internet စတိုဘယ်လောက်လဲဆိုတာတစ်ချက်ကြည့်မယ်ဒီကောင်လေးကသူက RAM 6 internet memory က128 6128ပေါ့ဗျာပြောချင်တာဒီအလုံးလေးက Rafa အလုံးဆိုတာပြောချင်တာပေါ့ပုံမှန်အားဖြင့်စက်ရုံကထုတ်လိုက်တာက464ဒီကောင်က6128ဖြစ်နေတယ်ဒါဘာဖြစ်လို့လဲဆိုတော့ firmware နဲ့ကစ်ထားတာဒီလို firmware နဲ့ကစ်ထားတဲ့ Rafa ဖုန်းမျိုးတွေဆိုတာကအထူးသဖြင့်မသုံးမဲနဲ့မဝင်ပိုကောင်းတယ်ပေါ့ဗျာဝယ်ပြီးတကယ်လို့သုံးငယ်မယ်ဆိုလို့ချင်းဒီဖုန်းတွေရဲ့အားနည်းချက်ကဘာဖြစ်မလဲဆိုလို့ချင်းဖုန်းအရင်ပူတာတို့ဆက်ဟန်းတာတို့ကိုကဘာမှမထည့်ရသေးဘူးဖုန်းကြီးကလေးပြီးဤသွားတာတို့ဘာလို့ဖြစ်မယ်ဒါမျိုးဖုန်းတွေကိုဘာဖြစ်လို့အခုလိုမဆက်ရင်က run တွေတိုးပေးထားလဲဆိုတော့တချို့လူတွေကြတော့ငွေအမောင်နည်းနည်းလေးပေးသုံးပြီးတော့ run တွေမြင့်တာမျိုးကင်နေတယ်အဲ့လိုကင်နေတဲ့လူမျိုးတွေအဆင်ပြေအောင်ဆိုပြီးတော့တရုတ်ကနေပြီးတော့ဒါမျိုးဖုန်းတွေထုတ်ပေးလိုက်တာဖြစ်ဒီလိုဖုန်းမျိုးကတကယ်တော့မသုံးသင့်တဲ့ဖုန်းမျိုးတွေပေါ့ဗျာစက်ပူတာတို့ဟန်းတာတို့လေးတာတို့ပြဿနာဘောင်းကျုပ်ဒီဖုန်းတွေမှာရှိတယ်အခုဒီဖုန်းလေးကမနေ့ကကျွန်တော်ကိုခေါ်ပြီးတော့စိုင်းဖြုတ်လို့အလုံးတွေအများကြီးပဲရောင်းလိုက်တဲ့အထက်မှာဒီတစ်လုံးပါလာတာအခုဒီကောင်လေးကိုကျွန်တော်အရေးကြိုပြက်မှာကျွန်တော်လည်းပြင်မရအောင်သူ့မှာပါတဲ့မှန်တွေပါတွေကတော့အကောင်းအဲ့ကောင်းတဲ့မှန်တွေကိုကျွန်တော်ပြင်ပြီးတော့ run တွေမှန်တဲ့ဘုတ်နဲ့အစားထိုးပြီးတော့ချိန်အောင်လုပ်ပြင်မှာသူ့ထဲမှာပါတဲ့ဘုတ်ကိုတော့ကျွန်တော်ဖြုတ်ပြီးတော့အရေးကြိုပြက်မှာသူ့ထဲမှာပါတဲ့အရေးကြိုဘုတ်ဆိုလို့ရှိရင်တော့သူက6128 software အနေနဲ့လုပ်ထားတယ်သူ IC နံပါတ်မှာဆိုလို့ရှိရင်တော့515ပေါ့ဗျာအနေနဲ့တော့4000ရမယ်အရေးကြိုပြစ်လို့ရှိရင်ဒါမျိုးဖုန်းတွေတကယ်လို့လာပြီးရောင်းခဲ့သည်ရှိတော့လုံးဝဝယ်မသုံးမိပါစေနဲ့လို့ဝယ်သုံးမယ်ဆိုလို့ရှိရင်တောကပေါင်းများများဆိုကြုံတွေ့ရမှာဖြစ်ပါတယ်လို့run 6128အကျိုးကြီးပုံမှန်ဆိုလို့ရှိရင်4128ဖြစ်464ပြက်ကမှာ6128တဲ့ကြောက်ကုန်အောင်ကောင်းတယ် internet memory ရနောက်ကျောမှာလည်းရေးတာ6128 GB တဲ့ရောင်းစရ3,9800နဲ့6128ဆိုတော့ရောင်းပြီပေါ့မသိတဲ့လူကတော့ဝယ်မှာပဲ